ထိုင်းနိုင်ငံရဲ့ကျယ်ဝန်းကတော့စတူယန်ကီလိုမီတာ9,130,120 ခန့်ရှိပါတယ်မြန်မာနိုင်ငံနဲ့ရှင်တော့၄ပုံပုံရင်တပုံတော့ငယ်ပါတယ်စုစုပေါင်းလူဦးရေ80 သန်းဝန်းကျင်ရှိပြီးတော့မြို့တော်ဘန်ကောက်တစ်ခုထဲမှာတင်လူ17 သန်းနေထိုင်ပါတယ်ရုံးသုံးဘာသာစကားကတော့ထိုင်းစကားဖြစ်ပြီးတော့ဒေသလိုက်မြောက်ပိုင်းစကားအရှေ့မြောက်စကားနဲ့တောင်ပိုင်းစကားဆိုပြီးတော့လေယူလေသိန်းကွဲပြားမှုရှိပါတယ်ထိုင်းနိုင်ငံမှာလူမျိုးစုပေါင်း60ကနေ62ခုခန့်ရှိတယ်လို့အစိုးရတရားဝင်အစီရင်ခံစာအရသိရပါတယ်နိုင်ငံမှာအများဆုံးလူမျိုးစုကတော့4စုရှိပါတယ်မြောက်ပိုင်းထိုင်းကတော့ရှေးဟောင်းလန်နာအနွယ်ဝင်တွေဖြစ်ကြပြီးတော့အရှေ့မြောက်ပိုင်းမှာနေထိုင်တဲ့သူတွေကတော့လာအိုနွယ်ဖွာလူဦးရေအများဆုံးအုပ်စုတစ်ခုဖြစ်ပါတယ်တောင်ပိုင်းထိုင်းတွေကလည်းလူမျိုးကြီးဖြစ်ပေမဲ့အလဲပိုင်းထိုင်းတွေကတော့မြန်မာနိုင်ငံကဗမာလူမျိုးလိုအဓိကလူမျိုးစုဖြစ်ပါတယ်ဒီလူမျိုးရဲ့ဘာသာစကားကိုပဲရုံးသုံးကြောင်းသုံးစာပေအဖြစ်အသုံးပြုပါတယ်တောင်ပေါ်တိုင်းရင်းသားတွေကတော့မြောက်ပိုင်းနဲ့အနောက်ပိုင်းမြန်မာနိုင်ငံနဲ့ကပ်ရက်ဒေသတွေမှာနေထိုင်ပြီးတော့လူမျိုးစု9စုကိုအဓိကအသိအမှတ်ပြုထားပါတယ်ဒီထဲမှာကရင်လူမျိုးတွေကအများဆုံးဖြစ်ပြီးတော့မုံလာဟူအခါရောင်လီစုလဝခမူထင်းလူမျိုးတွေလည်းရှိကြပါတယ်မြန်မာနိုင်ငံဘက်ကမျိုးနွယ်စုတွေကိုသူတို့တိုင်းရင်းသားအဖြစ်လက်ခံထားတဲ့အကြောင်းရင်းကကမ္ဘာလက်ခီးသွွားလုပ်ငန်းအတွက်များစွာအကျိုးပြုလို့ပဲဖြစ်ပါတယ်နိုင်ငံခြားသားခီးသွွားတွေကဒီတိုင်းရင်းသားတွေကိုတွေ့ရဖို့ရေးကိုငွေကြေးအမြောက်အများသုံးစွဲရပါတယ်ဒါကြောင့်လည်းထိုင်းအစိုးရအတွက်ခီးသွွားလုပ်ငန်းကနေဝင်ငွေများစွာရရှိပါတယ်အဆိုးဆုံးကတော့ဒီတိုင်းရင်းသားတွေမြန်မာနိုင်ငံမှာအများကြီးရှိတာကိုမသိကြတော့ပဲထိုင်းကလိုပဲထင်သွားကြတာပါအခုနောက်ပိုင်းမှာတော့မြန်မာနိုင်ငံကယားပြည်နယ်ကကယန်းတိုင်းရင်းသားတွေကိုသူတို့ရဲ့တိုင်းရင်းသားစင်းတွေကိုထည့်ပြီးတော့ကမ္ဘာကိုကြော်ညာနေတာပါ2010ကနေ2020အတွင်းမြန်မာနိုင်ငံခီးသွွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ခဲ့တဲ့ကာလမှာတော့ဒီလူမျိုးတွေကမြန်မာနိုင်ငံကမူရင်းဆိုတာကိုတော့ကမ္ဘာကအတော်များများသိသွားခဲ့ပါတယ်မွန်နဲ့ထိုင်းသွေးနှောတဲ့သူတွေကအလဲပိုင်းဒေသမှာနေထိုင်ကြပြီးတော့ထိုင်းယဉ်ကျေးမှုအပေါ်မှာလွှမ်းမိုးမှုတွေရှိပါတယ်ဒါကလည်းသမိုင်းကြောင်းနဲ့ပြောရမယ့်အခြေအနေမျိုးဖြစ်ပါတယ်လက်ရှိထိုင်းနိုင်ငံအလဲပိုင်းဘန်ကောက်နဲ့နခွန်ပထုံဝန်းကျင်ကိုထိုင်းလူမျိုးတွေမရောက်လာခင်မွန်လူမျိုးတွေကအရင်ရောက်ရှိခဲ့တာပါမွန်နိုင်ငံတစ်ခုလိုဖြစ်ခဲ့ပြီးတော့ဒေါ်ယာပတီဆိုတဲ့အင်အားကြီးနိုင်ငံတစ်ခုကိုလည်းတည်ထောင်ခဲ့ကြပါတယ်နောက်ပိုင်းထိုင်းလူမျိုးတွေမြောက်ဘက်ကနေဆင်းလာတဲ့အခါမွန်တွေနဲ့ရောနှောသွားခဲ့ပါတယ်ယဉ်ကျေးမှုအမှုပညာဗုဒ္ဓဘာသာနဲ့အုပ်ချုပ်ရေးစနစ်တွေကိုဒီဒေသမှာမွန်တွေကပဲအခြေချပေးခဲ့တာဖြစ်ပါတယ်နောက်ပိုင်းမှာသွေးနှောမှုတွေများလာခဲ့ပြီးတော့ထိုင်းလူမျိုးတွေကပဲမွန်လူမျိုးတွေအပေါ်မှာလွှမ်းမိုးသွားခဲ့တာဖြစ်ပါတယ်ဘာသာစကားနဲ့မွန်တွေရဲ့ဝိသေသပျောက်ဆုံးသွားခဲ့ပြီးတော့ထိုင်းစကားကိုပဲပြောတတ်ကြတော့ပါတယ်လက်ရှိထိုင်းနိုင်ငံချက်ဂရီမင်းဆက်တီထောင်သူဘုရင်ကြီးယာမကလည်းမွန်အနွယ်ဝင်ဖြစ်ပါတယ်နောက်ပိုင်းမင်းဆက်တစ်လျှောက်မှာလည်းမွန်မျိုးနွယ်စုကြီးတွေကသမီးပြိုတွေကိုမိဖက်ကောင်ကြီးများအဖြစ်ဆက်သားခဲ့ကြပါတယ်အုပ်ချုပ်သူလူဒန်းစားတွေကိုယ်တိုင်ကမွန်သွေးပါနေတဲ့အတွက်ကြောင့်မလို့မွန်လူမျိုးတွေကထိုင်းယဉ်ကျေးမှုတွေကိုပျော်ဝင်သွားခဲ့ကြတာဖြစ်ပါတယ်မြန်မာသမိုင်းမှာစစ်ပွဲတွေဖြစ်တဲ့အခါတိုင်းမှာလည်းမွန်လူမျိုးတွေကအုပ်စုလိုက်ထိုင်းဘက်ကိုပြောင်းရွှေ့သွားတာလေးလည်းရှိခဲ့ကြပါတယ်ယနေ့ခေတ်မှာတော့အများစုကထိုင်းလူမျိုးတွေပဲဖြစ်သွားခဲ့ကြပါတယ်မြန်မာနိုင်ငံမှာရှိတဲ့မွန်တွေကတော့လူမျိုးဘာသာစကားရိုးရာယဉ်ကျေးမှုစာပေတွေကိုယနေ့အချိန်ထိထိန်းသိမ်းထားနိုင်ဆဲပဲဖြစ်ပါတယ်ဒါတွေကတော့ကျွန်တော်လေ့လာမိသလောက်ထိုင်းနိုင်ငံကမျိုးနွယ်စုတွေအကြောင်းပဲဖြစ်ပါတယ်အားလုံးပဲပူတူရရသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျ